လူမျိုးတုံးတက်ဖြတ်ခဲ့တဲ့အာဏာရှင်အကြီးစားဘသူလဲလို့မင်းကျွန်တော်တို့ကဘာပေါ်မှာရှိတဲ့လူဦးရေ90ရာခိုင်နှုန်းလောက်က Adolf Hitler ရဲ့နာမည်ကိုယူကြမှာပါဒါပေမဲ့တမိုင်းကိုတေချာကြည့်မယ်ဆိုရင် Hitler သူ့လူတွေကိုတက်ခဲ့တာလုံးဝမဟုတ်ပါဘူးသူ့နာမည်က Salotsa လို့ခေါ်ပါတယ်သူက၄နှစ်အတွင်းမှာပဲကမ်ဘောဒီးယားပြည်သူတွေနှစ်တန်းကျော်ရက်ဆက်တက်ဖြတ်ခဲ့တာပါ1985နဲ့1989ကြားမှာဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်တွေကကမ်ဘောဒီးယားတမိုင်းတစ်လျှောက်အမောင်ဆုံးနဲ့ကြောက်စရာအကောင်းဆုံးကာလတစ်ခုပါဒီအမောင်ခေတ်ရဲ့အလဲဘဟုမှာတမိုင်းကိုသွေးနဲ့ရေးခဲ့တဲ့လူတစ်ယောက်ရှိနေခဲ့တယ်သူကတော့ Salotsa Pol Pot Salotsa ကငငယ်ကလေးကတိတ်ဆိတ်ပြီးစကားနေတဲ့သူတစ်ယောက်ပါ1949ခုနှစ်မှာပြင်သစ်နိုင်ငံ Paris မြို့မှာ Max ဝါဒ Lenin ဝါဒနဲ့ မော်စီတောင်ကွန်မြူနစ်ဝါဒစနစ်ကိုလေ့လာခဲ့ပြီးတော့အကြမ်းဖက်မှုကနိုင်ငံရေးကရိယာတစ်ခုဖြစ်တဲ့ဆိုတဲ့အယူအဆတွေကို Salotsa ကလက်ခံခဲ့တယ်။အဲနောက်1953ခုနှစ်မှာ Salotsa ကကမ်ဘောဒီးယားနိုင်ငံပြန်လာပြီးတော့ကျောင်းဆရာတယောက်အနေနဲ့လူငယ်တွေနဲ့ကျောင်းသားတွေကိုကွန်မြူနစ်စနစ်နဲ့ပတ်သက်ပြီးတော့မှအယူဆထိုးပေါက်တာတွေနဲ့မိုင်းတိုက်တာတွေကိုပါစပြီးတော့မှလုပ်ခဲ့တယ်။1960ခုနှစ်မှာရှုံးဝက်အစည်းအဝေးပွဲတစ်ခုလုပ်ပြီးတော့မှသူ့ရဲ့ကိုယ်ပိုင်ပါတီတစ်ခုကိုထောင်ခဲ့တယ်။အဲ့ဒီပါတီနာမည်က Khmer Rouge လို့ခေါ်ပါတယ်။ဒီပါတီထောင်ခဲ့ရတဲ့သူ့ရဲ့အဓိကရည်ရွယ်ချက်ကအတိတ်တွေအားလုံးကိုဖြစ်သိမ်းပြီးတော့နိုင်ငံကိုအစအနေပြန်စမယ်ဆိုတဲ့ရည်ရွယ်ချက်တစ်ခုပါ။ဒီပါတီထောင်ပြီးတဲ့နောက်ပိုင်းသူ့နာမည်ကို Salotsa ကနေ Pol Pot လို့ပြောင်းခဲ့ပါတယ်။အဲ့တော့ကမ်ဘောဒီးယားမှာခေါင်းဆောင်နိုရိုဒိုစီယာနူအုပ်ချုပ်နေခဲ့ပြီးတော့လယ်သမားတွေတဖြည်းဖြည်းဆင်းရဲလာတာတွေကမ်ဘောဒီးယားနိုင်ငံအပေါ်မှာအမေရိကန်ရဲ့ဩဇာတူးလာတာတွေနဲ့ကွန်မြူနစ်အဖွဲ့တွေကိုဖိနှိပ်လာတာတွေများလာခဲ့ပါတယ်။အဲ့လိုကွန်မြူနစ်တွေအပေါ်ဖိနှိပ်လာတာတွေများလာခဲ့တဲ့အတွက်ကြောင့်သူတို့တွေကမခံကျင်တဲ့စိတ်နဲ့တိုးတဲ့ဝင်ပြီးလက်နက်စပြီးကင်လာခဲ့ကြတယ်။အဲ့ချိန်မှာအမေရိကန်နဲ့ဗီယက်နမ်ကွန်မြူနစ်ထောက်ခံသူတွေကြားမှာလည်းတိုက်ပွဲကြီးကျယ်ဖြစ်နေတော့ Pol Pot တို့ကိုလက်နက်အကူအညီနဲ့စစ်တင်တန်းတွေအတွက်အကူအညီတွေအများကြီးရခဲ့ပါတယ်။တနေ့တိုက်ပွဲအရန်ပြင်းထန်လာခဲ့ပြီးတော့ကမ်ဘောဒီးယားနယ်ထဲကိုအမေရိကန်တွေကဘုံအလုံး1000ကျော်နဲ့ပစ်ချခဲ့ပါတယ်။အမှန်တော့ဗီယက်နမ်တွေကို target ထားပြီးတော့မှပစ်ခဲ့တာပေါ့နော်။တကယ်တော့အဲ့ချိန်ကခေါင်းဆောင်သုံးစီယာနုနဲ့အမေရိကန်ကမဟာမိတ်အဖွဲ့ပါ။ဒါပေမဲ့လည်းကမ်ဘောဒီးယားနယ်ထဲမှာအဲ့လိုဘုံပစ်ချခဲ့တဲ့အတွက်ကြောင့်ကမ်ဘောဒီးယားပြည်သူတသိန်းကျော်အသက်ဆုံးရှုံးခဲ့ပါတယ်။ဒါကိုကမ်ဘောဒီးယားပြည်သူတွေကရိုနိုဒုံစီဟာနုအပေါ်မှာမချင်မနှက်တွေဖြစ်လာခဲ့ပြီးတော့စန့်ကျင်တပိတ်မောက်တာတွေစပြီးတော့မှလုပ်ခဲ့ကြတယ်။ဒါကို Pol Pot ကအခွင့်ကောင်းယူခဲ့ပါတယ်။1960နဲ့1985 15နှစ်ကြာ Pol Pot ကအစိုးရကိုစန့်ကျင်တာတွေလုပ်ခဲ့ပြီးတော့နောက်ဆုံး1985 April 18ရက်နေ့မှာ Pol Pot ရဲ့ Khmer Rouge တပ်ဖွဲ့ကကမ်ဘောဒီးယားတနိုင်ငံလုံးတိန်းနိုင်ခဲ့တယ်။နှစ်တွေအကြာကြီးပြည်တွင်းစစ်ကြောင့်ပင်ပန်းနေခဲ့တဲ့ပြည်သူတွေအတွက်အဲ့ဒီနေ့ကနေစပြီးစစ်ပွဲအဆုံးသတ်သွားပြီလို့ထင်မြင်ခဲ့ကြတယ်။ကမ်ဘောဒီးယားပြည်သူတွေကလမ်းမပေါ်တွေမှာခမာရုစ်တပ်ဖွဲ့တွေကိုပန်းကုန်းတွေနဲ့ကြိုဆိုခဲ့ကြပြီးငင်းချမ်းရေးရလာမယ်လို့မျှော်လင့်ခဲ့ကြတယ်။ဒါပေမဲ့ပြည်သူလူထုရဲ့ဒီမျှော်လင့်ချက်ကမကြာခင်မှာပဲအိမ်မက်ဆိုးတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့တယ်။သူရဲ့ယုံကြည်ချက်ကစဉ်းစားနိုင်တဲ့သူတွေကအာဏာကိုစန့်ကျင်နိုင်တယ်ဆိုတာပါ။သူအာဏာရပြီးတဲ့နောက်မှာမြို့ပြဆရာဝန်အင်ဂျင်နီယာတွေနဲ့ကျောင်းသားတွေကအပြည့်မရှိပဲအပြည့်ရှိတဲ့လူအုပ်စုတစ်ခုဖြစ်လာခဲ့ပါတယ်။မြို့ပြယဉ်ကျေးမှုကိုပုတ်ပွားနေတဲ့စနစ်လို့သတ်မှတ်ခဲ့တယ်။ဘာသာရေးဝင်တွေဖြစ်တဲ့ဘုံကြီးတန်ဃာတွေနဲ့ဘာသာရေးခေါင်းဆောင်တွေကိုလူတွေကိုမိုက်မဲစေတဲ့အရာလို့ယူဆခဲ့တယ်။နိုင်ငံခြားစကားပြောတတ်တဲ့သူနဲ့နိုင်ငံခြားမှာပညာသင်ဖူးခဲ့တဲ့သူတွေကိုနေချက်ဝါဒရဲ့လက်ထောက်ဆိုပြီးတော့မှဆွဆွဲခဲ့တယ်။အာဏာကိုထိခိုက်စေမဲ့အရာတွေအားလုံးကိုဖျက်သိမ်းခဲ့တယ်။လူတွေကိုအလုပ်လုပ်တဲ့ကိရိယာလို့အသုံးချရှင်တဲ့ရည်ရွယ်ချက်နဲ့ဆရာဝန်ကအစလေယာလုပ်ငန်းတူးဖွေရေးလုပ်ငန်းနဲ့စောက်လုပ်ရေးအလုပ်တွေကိုတစ်နေ့အနည်းဆုံး12နာရီကနေ16နာရီထိနားရက်မရှိခိုင်းခဲ့တယ်လူတွေကိုအသက်ရှင်ဖို့အစိုးရအပေါ်မိကိုစေချင်တဲ့ရည်ရွယ်ချက်နဲ့အနစ်နာမခံချင်တဲ့သူတွေနဲ့တန်တရားရှိတဲ့သူတွေကိုအစားအစာဖျက်တောက်ပြီးတော့မှတက်ခဲ့တယ်လူတိုင်းကိုတိတ်ဆိတ်စေချင်တဲ့ရည်ရွယ်ချက်နဲ့အမြဲစောင့်ကြည့်နေခဲ့တယ်လူသားတန်ဖိုးပယ်ဖျက်ဖို့နဲ့ကိုယ်ပိုင်အတ္တမရှိအောင်လုပ်ချင်တဲ့ရည်ရွယ်ချက်နဲ့လူတွေကိုနာမည်နဲ့မခေါ်ဘဲနဲ့နံပါတ်တွေနဲ့တတ်မှတ်ခဲ့တယ်။တန်တရားရှိတဲ့လူတွေကိုဝန်ခံချက်မထွက်မချင်းအမျိုးမျိုးနည်းနဲ့ရရဆက်တံပေးခဲ့ပါတယ်။ဘုန်းကြီးတွေကိုကအစအလုတ်ကျန်းတွေခိုင်းခဲ့တယ်။အမှုတွေကိုတရားရုံးမှာမစစ်တော့ဘဲနဲ့တန်တရားရှိတာနဲ့ချစ်ချင်းပြစ်သက်ခဲ့တယ်။မြို့ပြဖြစ်တာပညာတတ်ဖြစ်တာနိုင်ငံခြားဘာသာစကားပြောတတ်တာမေကုန်းမေးတာအစမလုံလောက်ကြောင်းတိုင်ကြားတာနဲ့မြင့်မှန်တက်တာကအစ
အဖြစ်တွေဖြစ်လာတယ်အဲ့တော့1989နဲ့1988ဂျားမှာဗီယက်နမ်နိုင်ငံနဲ့ဂျားမှာစစ်ပွဲအကြီးအကျယ်စပြီးတော့မှဖြစ်လာခဲ့တယ်အမှန်တော့ Pol Pot ကမော်စီဒုံရဲ့ကွန်မြူနစ်ဝါဒကိုအကြီးအကျယ်ယုံကြည်ခဲ့တဲ့လူပါအထူးသဖြင့်လဲအခြေပြုစနစ်နဲ့ကိုယ်နိုင်ငံကိုကိုယ်ပိုင်ရည်တည်ခြင်းတဲ့စနစ်ပေါ့ဒါပေမဲ့တစ်ဖက်မှာဗီယက်နမ်ကဆိုဗီယက်ယူနီယံရဲ့ကွန်မြူနစ်စနစ်ကိုအားပေးခဲ့တာပြောရမယ်ဆိုရင်အစိုးရစစ်တပ်နဲ့စက်မှုဖွံ့ဖြိုးရေးကိုအားပေးတဲ့စနစ်ပေါ့ဒီနှစ်ခုကစနစ်ချင်းတူပေမဲ့အတွေးခေါ်ခြင်းမတူပါဘူးအမှန်တော့ Pol Pot ကကမ္ဘောဒီးယားနိုင်ငံကိုပြည်ပနိုင်ငံအားလုံးကနေကွာထားချင်တာပါပြည်ပနိုင်ငံရဲ့အကူအညီတွေကိုတော့အန်ဒီရဲ့တခုအနေနဲ့သတ်မှတ်ခဲ့ပါတယ်ပြောရမယ်ဆိုရင်မြောက်ကိုရီးယားနိုင်ငံလိုပေါ့အဲ့တော့1988အစောပိုင်းကာလမှာကမ္ဘောဒီးယားနဲ့ဗီယက်နမ်နှစ်နိုင်ငံကြားအကြီးအကျယ်စစ်ပွဲဖြစ်ခဲ့ပါတယ်အမှန်တော့ Pol Pot ကသူ့အာဏာပျောက်သွားမှာကိုအရင်ကြောက်တဲ့သူတယောက်ပါအဖွဲ့တွေကိုတန်တရားနည်းနည်းလေးဝင်တာနဲ့ချစ်ချင်းတက်ဖြတ်တာတွေချစ်ချင်းပြစ်တက်တာတွေလုပ်ခဲ့ပါတယ်ဒီလိုသူ့ရဲ့အာဏာယူမှုတွေကြောင့်အဖွဲ့ဝင်တွေကြားမှာယုံကြည်မှုတွေနည်းလာပြီးတော့မှစီးပွားရေးတဖြည်းဖြည်းကျလာပြီးတော့မှပြည်သူလူထုတွေရဲ့ခောက်ခံချက်တဖြည်းဖြည်းလျော့လာခဲ့ပါတယ်အဲ့ချိန်ကစပြီး Pol Pot ရဲ့ဆုံးရှုံးမှုတွေကစတင်လာခဲ့ပါတယ်1989ဇန်နဝါရီလ1ရက်နေ့မှာခေမာရုစ်အဖွဲ့ခေါင်းဆောင်တွေကထိုင်းနယ်စပ်ဘက်ကိုတဖြည်းဖြည်းထွက်ပြေးခဲ့ကြပြီးတော့ဇန်နဝါရီလ9ရက်နေ့မှာ Pol Pot နဲ့ခေမာရုစ်အစိုးရအာဏာတစ်ခုလုံးလုံးဝပြိုကွဲသွားခဲ့တယ်။အဲ့တော့ Pol Pot လည်းထိုင်းနိုင်ငံနယ်စပ်ဘက်ကိုထွက်ပြေးသွားခဲ့တယ်။ထိုင်းနယ်စပ်တောထဲမှာပဲထွက်ပြေးတိမ်းရှောင်နေခဲ့ပြီးတော့တရားရုံးရှိမရောက်ခင်ပဲ1998ဧပြီလ15ရက်နေ့မှာတောထဲမှာပဲတည်သွားခဲ့တယ်။သူကမ္ဘောဒီးယားကိုထိန်းချုပ်ခဲ့တဲ့အဲ့ဒီ၄နှစ်ကြားမှာလူဦးရေ2တန်းကျော်တည်ဆုံးခဲ့ပြီးတော့အဲ့ဒီကာလကကမ္ဘောဒီးယားပြည်သူတွေအတွက်အမောင်မိုက်ဆုံးကာလတစ်ခုဖြစ်လာခဲ့ပါတယ်